မင်္ဂလာပါကျွန်တော်ရထုတ်ပါကျွန်တော်တို့ game ကောက်ထဲကိုစုံတူဝင်ဆော့နေတယ်ဒါပေမဲ့ကျွန်တော်တို့ကရက်ဆောင်နေရတယ်ဒီလိုမျိုးစောင့်နေရတော့ကျွန်တော်တို့ get ထုတ်လို့မရအောင်အဲ့တော့ကျွန်တော်တို့ဘယ်လိုမျိုးလုပ်မလဲဆိုတဲ့ဟာကိုကျွန်တော်ပြပေးမယ်ဒါကတော့အားနည်းချက်နှစ်ခုရှိပါမယ်ပထမတစ်ခုကကျွန်တော် Android phone နဲ့လုပ်လို့မရပါဘူး iOS တွေနဲ့ပဲလုပ်လို့ရမှာဖြစ်တော့ကြောင့်ကိုယ်မှမရှိရင်တကယ်ချင်း DC ကနေပြီးတော့ကိုကြီးသက်တောင်းလို့ရပါတယ်နံပါတ်2ချက်ကျွန်တော်တို့မွန်တုံ Gmail ရှိဖို့လိုအပ်ပါမယ်မွန်တုံ Gmail ရှိမှသာဒီဟာကိုလုပ်လို့ရမှာပါဒီကျွန်တော်ရက်ဆောက်တဲ့ဟာကိုကြော်သွားတာမျိုးမဟုတ်ပါဘူးကျွန်တော်တို့ဒီ device ရှင်းသွားပါမယ်ကျွန်တော်တို့တူးထဲဖြစ်သွားမယ်သူများတွေထွက်သွားမယ်ကိုနဲ့မဆိုင်တဲ့သူတွေထွက်သွားမယ်ပေါ့ဗျာရက်ဆောင်နေရတယ်ဒါပေမဲ့ပိတ်လို့မရဘူးပြီးတော့ဒီထဲမှာလည်းကျွန်တော်တို့တခြားဖုန်းတွေဝင်ထားတယ်ပေါ့နော်အဲ device တွေကိုကျွန်တော်တို့ဘယ်လိုထုတ်ရမလဲဆိုတဲ့ဟာကိုလုပ်ပေးမယ်ကျွန်တော်တို့ဒီဟာတော့ပိတ်မသွားဘူးခင်ဗျာနော်ဒီဟာတော့မပိတ်ဘူးဒါပေမဲ့ဒီထဲကကျွန်တော်တို့ game ဝင်ဆောင်နေတဲ့ဟာတွေမလိုအပ်တဲ့ device တွေကိုကျွန်တော်တို့ kit ထုတ်မယ်ကျွန်တော်တို့ဒီမှာပြင်ထွက်လိုက်ပေါ့နော်ထွက်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာလိုအပ်လဲဆိုတော့ကျွန်တော်တို့ App Store မှာ Magic Chat Google ဆိုတာလေးကို download ဆွဲပါဒီဟာလေးကိုကျွန်တော်တို့ download ဆွဲရမယ်နော်ကျွန်တော်ဒီမှာ profile လေးကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီမှာ account setting ဆိုတာလေးကိုနှိပ်မယ်ပြီးရင်ဒီမှာကျွန်တော်တို့ connect ဆိုတာလေးကိုထည့်နှိပ်မယ်အခုကကျွန်တော်တို့က account ပြောင်းရမှာကျွန်တော်တို့ဒီ account ကို site ချဖြစ်တော့ကျွန်တော်တို့ခုလက်ရှိဝင်လာတဲ့ account တွေပြောင်းရမယ်ပေါ့နော်ကျွန်တော် switch ဒါလေးကိုနှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ link to MLBB ဆိုတာလေးရှိဒါလေးကိုနှိပ်မယ်နှိပ်လို့ရှိရင်ကျွန်တော် gain နဲ့ရောက်သွားမယ်ရောက်ပြီးပြန်ထွက်လာတဲ့အခါကျရင်ခဏဆောက်လိုက်အဲဒီလိုမျိုးပေါ်လို့ရှိရင်ကျွန်တော်တို့ confirm ဆိုတာလေးကိုနှိပ်လိုက်ပြန်ကျွန်တော်တို့ margin ကောက်ပြောင်းပြီပေါ့နော်အဲဆိုကျွန်တော်တို့ပြန်ဝင်မယ် magic check ကိုကိုရဲဒီလိုမျိုးလေးသူဆောက်ခိုင်းမယ်ပေါ့နော်ကျွန်တော်တို့ဒါလေးကိုကျွန်တော်တို့သူလောက်ခိုင်းတဲ့ဟာလေးလိုက်လုပ်ပေးလိုက်ရင်ဒီမှာဆိုသူရွေးခိုင်းတဲ့ဟာလေးသူရွေးခိုင်းတဲ့ဟာလေးလိုက်နှိပ်ပေးလိုက်ရုံပဲအဲ့လိုကြီးခက်ခဲတဲ့ထဲမပေါ့ဒီဟာလေးကိုတော့ကျွန်တော်ကြော်လိုက်မယ်ဆောက်လုပ်ပြီးသွားပြီပေါ့နော်အဲ့ဒီသူဆောက်ခိုင်းတဲ့ဟာလေးဆောက်ပြီးပြီဆိုလို့ရှိရင်ဒီမှာဒါလေးတွေကိုကျွန်တော်တို့ခဏဆောက်ဒါလေးချင်းနေ okay ဒါဆိုရင်ပြီးဆိုကျွန်တော်တို့စပြီးတော့လုပ်လို့ရပါပြီဒီမှာဆိုရင်ကျွန်တော်တို့ဆက် connect လိုက်ပါ okay ဒါဆိုကျွန်တော်တို့အကောက်ထဲရောက်ပြီပေါ့နော်ဒီကောက်ထဲရောက်ပြီဆိုလို့ရှိရင်ခဏတော့ကျွန်တော် back ထွက်လိုက် back ထွက်ပြီးလို့ရှိရင်ကဲစနေနော်ဒီမှာခဏဆောက်လိုက်နော်ဒီမှာသူပြန်ဆောက်ခိုင်းအောင်မယ်ဒါပေမဲ့မဆော့နေတော့တော့ပေါ့နော်မဝင်တော့ဆိုလို့ရှိရင်ပြရတယ်တောင်းမဖြစ်ဘူးအနာမနေနဲ့တော့ okay အဲဆိုရပြီပေါ့နော်ကျွန်တော်တို့ဒီမှာထွက်ပြီးတော့ရှိရင်ဒီမှာလေးနေပြီးကျွန်တော်တို့ဒီမှာခဏလိုပါကောက်ဆက်တယ်နိုင်မယ်ပြီးဒီမှာနော် connect ဆွဲရလေးထည့်နေမယ် okay ဒီလိုဆိုဒီတော့ပေါ်လာပြီဗျာကျွန်တော်တို့ရဲ့ Gmail အကြည့် Gmail อ่ะဒီမှာဂိမ်းထဲမှာဆိုလိုက်ဒီ Gmail ကျွန်တော်တို့ဒီမှာဆိုလိုက်ဒီ Gmail ပေါ့အဲ့တော့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ဒါအရင်လွယ်ကူသွားပြီအဲ့တော့ကျွန်တော်ဒီမှာ change password ဆိုလေးရှိရနေလိုက်နှိပ်ပြီးလို့ရှိရင်ဒီလိုပေါ်လာနိုင်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာကုတ်တောင်းမယ်ဒီဟာလေးကကျွန်တော်တို့ရွေးခိုင်းတာကကျွန်တော် click the number phrasing segue baseline ကနေမြင်ရတဲ့ဟာမျိုးဆိုတော့ဒီကောင်းလေးပေါ့နော် okay အဲ့ဆိုကျွန်တော်ကုတ်တောင်းမယ်ကုတ်ကကြတော့ကျွန်တော်တို့ Gmail ထဲမှာကုတ်ကြမယ်ပေါ့နော်ကျွန်တော်ကုတ်တကြည့်မယ်ကျွန်တော် Gmail ထဲသွားမယ် okay ကြာလာပြီဒီမှာဒီပေါ်ဆောင်ဟာနော်ကျွန်တော်ကုတ်ကြာလာပြီဒီဟာကျွန်တော်နှိပ်ဒီမှာသူရကြာလာတဲ့ကုတ်က399664ပေါ့နော် oh sorry 399664 okay ကျွန်တော်ရဲ့ password ထည့်မယ်ပေါ့နော် password ကအပေါ်နဲ့အောက်တူတူရေးပေးရမယ်နော်ဒီမှာဆိုရင် KEN ZIEE နဲ့တော့မင်းနေမယ်ဒီမှာလည်းကျွန်တော်တို့ KEN ZIEE နဲ့တော့ okay နောက်ခုတော့ကျွန်တော်တူသွားပြီပေါ့နော်ကျွန်တော်တူသွားပြီဆိုတာကျွန်တော်ဒါလေးကိုနှိပ်လိုက်ဒီမှာပြီးသွားပြီပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒါလေးကိုရှင်းထုတ်လိုက် mobile လေးကိုရှင်းထုတ်ပြီးကျွန်တော်တို့ mobile လေးကိုပြောင်းဝင်လိုက်မယ်ခဏဆောင်မယ် okay ကျွန်တော်တို့ခဏကကျွန်တော်တို့ device တွေရှိနေပေါ့နော်ကျွန်တော်တို့ဖုန်းလေးထဲမှာဒီအကောင့်ထဲကိုသူများဖုန်းတွေဝင်ထားတယ်အဲကျွန်တော်တို့စစ်ကြည့်ကြည့်မယ်ရှိရပါဘူးเนาะကျွန်တော်တို့ဖုန်းတစ်လုံးပဲကျန်တော့တယ်တခြားမလိုအပ်တဲ့ device တွေသူများဝင်ဆိုတဲ့ device တွေအကုန်လုံးထွက်သွားပြီပေါ့เนาะဒီနည်းနဲ့ကျွန်တော် live လုပ်ကြည့်လို့ရပါတယ်မသိတာရှိရင်ကျွန်တော်လာပြန်မေးလို့ရပါတယ်ခင်ဗျာအဲ့တော့ဒီဟာလေးကြည့်ပြီးတော့ကျွန်တော် live လုပ်ကြည့်ကြပါအဆင်ပြေတာရှိရင် live မေးခဲ့လို့ရပါတယ်တကယ်လို့နောက်ထပ်သိချင်တာတွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်မေးထားလို့ရပါတယ်ကျွန်တော်အဆင်ပြေတာနဲ့ video ရိုက်ပြီးတာနဲ့ကျွန်တော်ပြန်ပြီးတော့အားလုံးကို knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရထွက်ပါ